လာโอเคမှားရင်တော့မသိဘူးနော်ပြင်မယ်ကြီးသုံးတက်ပြင်မယ်ကွာ3တစ်ခွန်6နှစ်9 4ခွန်โอเคဟုတ်တယ်နောက်ခုနပြောထားရပဲလားသား133โอเค history တော့မကြည့်တော့ဘူးเนาะဒါကြည့်မယ်53 58အားရန်စီစဉ်မှာကူဖရာဘာရိုးတော့ဘရိုရဲ့ကူဖရာရဲ့ဆိုယူအဲလစ်တာတို့တစ်မျိုးပဲစော်လီလို့အများဆုံးဆို2မျိုးပေါ့တော်ပြီပေါ့ဆိုယူရဲ့စကူဖရာရဲ့အဲလစ်ကာဂျာရဲ့ကမလာရဲ့ဒီယိုမောဟာဟုတ်ဘူးလေလို့အဲ့လိုအခုတော့ကူဖရာကြီးချောင်းနေသူရုံးစော်နေတယ်နော်ရုံးတော့ဖြစ်မယ်ရုံးမာဖြစ်မယ်တဲ့နော်ရုံးမာဖြစ်မယ်တဲ့အခုတော့ရုံးပြောင်းလိုက်တယ်အဲ့လိုဟုတ်ဘူးအားကြောင့်ငါဘယ်လိုတုံးတက်ပြရမလဲကိုဖရာကတော့မစိုးဘူးပေါ့နော်သူ64 run rate ဆိုတော့အဲလေအများကြီးချောင်းမစော့နဲ့လို့တကယ်ပြောအများကြီးချောင်းမစော့နဲ့နော်အများကြီးချောင်းမစော့နဲ့အေးစစ်စစ်ကွက်ကိုတစ်ခုလောက်စော့တော်ပြီ2မျိုးပါနောက်ဆုံး2 row တော့မှအဲ့လိုမျိုးဟိုတိကျတဲ့2 row စော့အဲ့လိုမျိုးသိတယ်1 6